Okay အဲ့တော့ကျွန်တော်တို့ဒီ site မှာပေါ့နော်ဒါပြီးခဲ့တဲ့ခေါက်ဒီမှာလဲကျွန်တော်ရှင်းပြခဲ့ဘူးတွေပေါ့နော်ဒီကောင်ဆိုရင်လဲကျွန်တော်တို့ body structure app ဒီမှာတစ် point ကျွန်တော်တို့ဟိုးထိတ်ကနေမှအဲ့မှာ အသင်ပိုင်မှန်းသိတာအောင်လို့ကျွန်တော်တို့သူ့ရဲ့ color code တွေနဲ့ကျွန်တော်သွားပေးထားတယ် byte တွေကိုလည်းသူ့ color code နဲ့အတိုင်းသူသွားပေးထားတယ်အဲ့တော့ကျွန်တော်ဒါကတော့ structure app ပေါ့နော် app ကကျွန်တော်တို့ကအသုံးခုလောက်ခွဲပလိုက်တာဖြစ်တယ်ဒါကတော့ကျွန်တော်တို့ LPS app ပေါ့ LPS ဆိုတာ Lightning Protection System module လေးပေါ့နော်ဒီမှာကျွန်တော်တို့ module လေးကိုဒီမှာ counter လေးထည့်ပေးထားတာရှိတယ်ဒါကတော့ကျွန်တော်တို့ကဟာလာဒီတစ်နှစ်မှာဗနဲ့ချိန်ပြစ်ထားလေးပေါ့နော် test and commission ကြီးလုပ်တဲ့အခါမျိုးတွေမှာပြန်ကြည့်ဖို့လိုတယ်ညမတာ error တက်တဲ့အခါမှာဒါတွေကိုပြန်စစ်ဖို့လိုတယ်အဲ့တော့ဒီကောင်ကတော့ကျွန်တော် module လေးဖြစ်တယ် counter ဖြစ်တယ်ပေါ့နော်တစ်နှစ်အတွင်း module ဗနဲ့ချိန်ပြစ်လဲနှစ်နှစ်အတွင်းဗနဲ့ချိန်ပြစ်လဲtest and ထားပြီးကြတဲ့ယခုကာလာထိပေါ့နော်အဲ့ဗနဲ့ချိန်ပြစ်ထားလဲဆိုတာကြည့်လို့ရတယ်အဲ့တော့ဒီ LPS မှာဆိုလဲကျွန်တော်တို့ဟိုအပေါ်မှာပေါ့နော်အပေါ်မှာကျွန်တော်တက်ဆင်ပေးထားတယ် ESC ဆိုတဲ့ early streamer emission ဆိုတဲ့ကောင်တက်ဆင်ပေးထားတယ်ဒီ ESC မှာဆိုရင်လည်းသူ့ရဲ့ Pascal scale တွေရှိတယ်ကျွန်တော်တို့သူ့ရဲ့ဒီ center တိုင်းကနေဘယ်နှမီတာပတ်လဲဟလာ cloud radius ပတ်လဲအထိကျွန်တော်တို့ cover protection လုပ်ပေးတယ်ဆိုတဲ့သတ်မှတ်ချက်တွေရှိတယ်ဒီမှာတော့ကျွန်တော်82မီတာပေါ့နော်ပတ်လဲ82မီတာ82မီတာပတ်လဲကိုကာဝယ်ပေးဖို့ကျွန်တော် ESC module လဲအဲ့ဒါမနေကိုတက်ဆင်ပေးထားတာဖြစ်ပါတယ်အခုကျွန်တော်တို့ဒါကတော့ပေါ့နော်မြင်းကြံမျိုးကြောက်ကသူတန်းစင်ဌာနအာယူပါလာမှာတက်ဆင်ထားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က Shadow Sun Bine Facial 610 watt ဟလာ82ချက်ကိုတက်ဆင်ပေးထားတာဖြစ်ပါတယ် Bine Facial တွေဖြစ်ပါတယ်မျက်နှာပြင်နှစ်ဖက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဆိုလာကအခုနေအောင်အပေါ်ကနေကြားရောက်တဲ့အပြင်ဟိုမှာဒီအောက်ကနေ reflection အလင်းနဲ့ပတ်ဝန်းကျင်အလင်းနဲ့ကျွန်တော်တို့ပြန်လာတာဖြစ်တဲ့အတွက် power energy ပို့ပြီးတော့ကျွန်တော်တို့ power efficiency ပို့ပြီးတော့ကောင်းစေတယ်ပေါ့နော်တာမန်ကျွန်တော်တို့60ရာခိုင်နှုန်းနဲ့ထားတွက်တဲ့နေရာတွေမှာ Bine Facial တွေသုံးပြီးဒီလိုမျိုးဟလာအောက်ကနေအလင်းပြန်ရိုက်ဖို့နေရာကိုကျွန်တော်တို့ပြီးထားတယ်ဆိုရင်80ရာခိုင်နှုန်းအထက်လောက်ထိကျွန်တော်တို့ထားပြီးတော့တွက်ပြီးလို့ရပါတယ်အခုဒါတွေဆိုရင်တော့ကျွန်တော်တို့ကဒီမှာstring ကိုကျွန်တော်12ချက်ထားပေးထားရပေါ့နော်ဘာလို့12ချက်ထားပေးထားလဲဆိုတော့ကျွန်တော်တို့နောက်တစ်ချိန်မှာကျွန်တော်ဆိုလာထပ်တူကျင်ခဲ့ရင်ကျွန်တော်တို့ကအများဆုံး18ချက်ထိကျွန်တော်တို့သွားလို့ရတယ်ပေါ့နော်အဲ့တော့ test string ကိုကျွန်တော်တို့က6ချက်စီလောက်ထပ်တိုးလို့ရသေးတယ်ကျွန်တော်ဟိုဘက်အကန့်နေမှာအဲ့တော့6ချက်စီလောက်ထပ်တိုးလို့ရမယ်ကျွန်တော်ရေရှည် plan ကိုလုပ်ပေးထားတာဖြစ်တယ်ဒါကြောင့်လောလောဆယ်မှာကျွန်တော်တို့က string တွေတော့နည်းနည်းများတယ်ပေါ့နော်6 string လောက်ဆွဲထားတယ်ဒါပေမဲ့ကျွန်တော်နောက်တစ်ချိန်မှာထပ်ပြီးတော့တိုးမယ်ဆိုရင်ဒါ ready ဖြစ်သွားပါပြီအဲ့တော့ဒီမှာဆိုလဲကျွန်တော်တို့ကဒီ app connection တွေပေါ့နော်ဒီ solar မှာဆိုလဲ solar တစ်ပြားနဲ့တစ်ပြားမှာလဲဟလာဒီအကူးထားတာတွေပါမယ်ကျွန်တော်ဒီ frame structure တစ်ခုလုံးကိုလည်းကျွန်တော်အသင်ပေးထားတာတွေပါမယ်အဲ့တော့ဒီမှာဆိုလဲကျွန်တော် walkway တွေတော့တက်ဆင်ပေးထားတယ်ဒီမှာကျွန်တော် service လုပ်လို့ရှိရင် electric potential fee တွေကိုကျွန်တော်တို့တတ်ဖို့အတွက်ပေါ့နော် fee ချားနာဖို့အတွက် potential